မင်္ဂလာပါကျမတော့ဒီအကျော်စင်နဲ့ခန္ဓာတန်ဆမှုပညာရှင် physiotherapist ဆရာမတော်တင်တီပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ကဘာအကြောင်းအရာလေး sharing လုပ်လဲဆိုတော့ကျမတို့ဒီလေထိထားတဲ့သူလေဖြတ်ထားတဲ့သူတော်တော်များများသိကျင်တဲ့အကြောင်းအရာပေါ့နော်ဘာလဲဆိုတော့ဘယ်တော့ပြန်ကောင်းပါလဲဆိုတော့မိကုံဘယ်တော့ပြန်ပြီးတော့လမ်းလျှောက်ပါလဲပေါ့နော်အဲ့တော့ဒီမိကုံကကြတော့ကျမတို့ပေါ့နော်ဘယ်သူမှဒီတိတိကျကျဖြေလို့ရတဲ့မိကုံမျိုးမဟုတ်ပါဘူးတိတိကျကျလည်းဘယ်သူမှမသိဘူးပေါ့နော်ဥပမာအနေနဲ့ပြောမယ်ဆိုကျမတို့ကဖျားတယ်ကိုပူတယ်ဆိုစေးတောက်လိုက်တယ်ဒါကိုပူကြတယ်ဆိုလို့ရှိရင်အဖျားမရှိတော့ဆိုတာဒါပြန်ကောင်းလာတယ်ပေါ့နော်ပြန်ကောင်းလာတက်တာလာတယ်ပေါ့နော်ဒီလေးဖြတ်လာတဲ့သူတွေကြတော့ဘယ်တော့ပြန်ကောင်းပါလဲဆိုတာကဒီဖြေဖို့အတွက်ကတော်တော်လေးကိုခက်ခဲတယ်ဘယ်သူမှမသိနိုင်တဲ့အရာပေါ့နော်အဲ့တော့ဒါပေမဲ့လို့ပေါ့နော်ကျမတို့ဒီပြန်ကောင်းလာပြီပေါ့နော်လေဖြတ်တဲ့သူတွေကပြန်ပြီးတော့ကောင်းလာပြီအုံနောက်ကပြန်ပြီးတော့အလုပ်လုပ်လာပြီဆိုတာကိုသတိထားလို့ရမယ်အချက်လေးတွေတော့ရှိတယ်ဒီချက်လေးကိုသတိထားပြီးတော့ပေါ့နော်ဒီလေဖြတ်တဲ့သူတယောက်ကဆိုလို့ရှိရင်ဒီပြန်ကောင်းမဲ့ပေါ့လမ်းကြောင်းပေါ်ကိုရောက်နေပြီပေါ့နော်ဒါပြန်ကောင်းလာပြီဆိုတာသိနိုင်မယ့်ချက်လေးတွေရှိပါတယ်အဲ့ချက်လေးတွေကိုသတိထားပြီးတော့သတိထားဖို့ရအောင်ပေါ့နော်ကျွန်မဒီနေ့sharing လုပ်မှာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးတစ်ချက်ကကြတော့ဘာလဲဆိုတော့ကျမတို့ဒီလေဖြတ်ပြီးလို့ရှိရင်ပြန်ကောင်းလာပြီဆိုလို့ရှိရင်ပေါ့နော်အဓိကသတိထားနိုင်မယ့်တစ်ချက်ကကြကျမတို့ specificity လို့ခေါ်တယ်ပေါ့နော်စေပညာမှာဆိုလို့ရှိရင်တော့ဘာလဲဆိုတော့ကြွက်သားတွေကျမတို့စပြီးတော့တင်းလာတာပေါ့နော်ကြွက်သားလေးစပြီးတော့တင်းလာတယ်လို့ခံစားလုံးဝကျမတို့လေဖြတ်သွားတဲ့ခါမှာခန္ဓာကိုယ်တစ်ချမ်းကမလှုပ်ရှားနိုင်တော့တဲ့ခါမှာနေရာကနေပြီးတော့ကြတော့နောက်တစ်ဆင့်ပေါ့နော်ကျမတို့ကဒီကြွက်သားလေးတင်းလာတယ်လို့ခံစားရတာတင်းလာဆိုကျမတို့ကြွက်သားလေးရပေါ့နော်ဒီလက်လေးကြီးကွေးလို့ရလာတယ်တင်းပြီးတော့ဒါပေမဲ့လို့စန့်ထုတ်လို့တော့ရတာမျိုးတော့မဟုတ်ပေါ့နော်ပုံမှန်တော့မဟုတ်သေးဘူးဒါပေမဲ့အုံနောက်ကနေပြီးလှုပ်ရှားဖို့အတွက်စပြီးတော့ဒီသတင်းပို့လာပြီပေါ့နော်စပြီးတော့အုံနောက်နဲ့ဒီလှုပ်ရှားမှုနဲ့ connection ပြန်ပြီးတော့ရလာတယ်ပေါ့နော်ဒါပေမဲ့တင်းလာတယ်ခြေချောင်းလေး6လေးဆိုလို့ရှိရင်လည်းကိုွေးလို့ရလာတယ်ဒူးစလေးဒါပေမဲ့ပြန်ဆန့်လို့တော့မရဘူးပေါ့နော်လက်ဆိုလို့ရှိရင်လည်းကိုွေးလို့ရလာတယ်ဆန့်လို့တော့မရသေးဘူးပေါ့ဒါဆိုလို့ရှိရင်လည်းဒါပြန်ကောင်းမှုအတွက်ဒါဟိုပါပေါ့နော်နောက်တစ်ဆင့်ပေါ့နော်ဒါပေမဲ့လို့ကျမတို့အဲ့လိုတင်းလာတယ်ဆိုတာကကျမတို့ပေါ့ဟိုဘယ်လိုပြောမလဲဒီလှုပ်ရှားဖို့အတွက်လွယ်ကူလာတာတော့မဟုတ်ဘူးတက်ဖြစ်လာတာတော့မဟုတ်ဘူးပေါ့နော်ကျမအရှိမဗီဒီယိုတွေမှာဆိုလို့ရှိရင်လည်းဒီဖြတ်တဲ့သူတွေကြော်ဖြတ်ရမယ့်အဆင့်တွေကိုတင်ထားတယ်ပေါ့နော်ပို့ပြီးတော့တင်းလာတဲ့အဆင့်တွေရှိတယ်ပေါ့နော်ဒီအဆင့်တွေကိုကြော်ဖြတ်ရတာပေါ့နော်အဲ့တော့တကယ်လို့ဒီတင်းလာတာလေးတို့ကအရန်ပို့ပြီးတော့တင်းလာတဲ့အဆင့်တွေရောက်တယ်ဆိုလို့ရှိရင်ဒါကျမတို့ကပေါ့နော်ဒီကျွမ်းကျင်တဲ့ဆရာမတွေပေါ့နော်တိုင်ပြီးတော့ကြာကုသတင်တယ်သေချာပို့ပြီးတော့တမားတော်တွေနဲ့ပြသတင်တယ်ပေါ့နော်စေးထိုးရမှာစေးတောက်မှာရှိရအရန်တင်တဲ့ဆိုရင်တချို့ဆိုရင်ဒီစက်မှာဆိုလို့ရှိရင်အနေထားမှန်မှုတွေလေ့ကျင့်ခန်းတွေပေါ့နော်ဒီ stretching နဲ့ exercise weight bearing exercise ပေါ့နော်ဒီလေ့ကျင့်ခန်းတွေတေးချာလုပ်ဖို့အနေထားမှန်မှုတွေကဒီစက်မှာဆိုလို့ရှိရင်အရန်ပဲအရေးကြီးရတယ်ရှင်ထက်သတိထားလို့ရမယ်တစ်ချက်ကကြတော့ကျမတို့ muscle twitch လို့ခေါ်တာပေါ့နော်တချို့လူနာတွေဆိုပြောရရှိရလုံးဝကျမတို့မလှုပ်ရှားနိုင်တဲ့အနေထားနေပြီးတော့မှကျမတို့ဒီဆရာမကြွက်သားလေးလှုပ်လာတယ်ပေါ့နော်ကြွက်သားအသားလှုပ်တယ်လို့မျိုးဖြစ်တာပေါ့နော်muscle twitch ဆိုတာကြွက်သားလေးလှုပ်လာတာပေါ့လမ်းမောင်းကြွက်သားလေးလှုပ်လာမယ်ပေါင်ကြွက်သားလေးလှုပ်လာမယ်ပေါ့နော်အဲ့လိုလေးစပြီးတော့ခံစားလာဆိုလို့ရှိရင်လည်းဒါကပြန်ကောင်းမှုအတွက်ဒါအုံနောက်ကနေပြီးတော့စပြီးတော့လှုပ်လာရဲဆိုတဲ့သဘောမျိုးပေါ့နော်ဒါပေမဲ့လို့ဘယ်ချိန်ကနေပြီးတော့စပြီးတော့ကြတော့ဒီလိုမျိုးဖြစ်တာလဲဘယ်လောက်ကြာလှုပ်တာလဲဆိုတာလေးကိုတော့ဒီကျွမ်းကျင်တဲ့ဆရာမတွေတမားတော်တွေကိုတော့ပြတာတော့ပို့ပြီးတော့ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့တခြားလှုပ်တဲ့အကြောင်းအရာတွေလည်းအများကြီးရှိတယ်ပေါ့နော်အများကြီးရှိတဲ့အတွက်ကြောင့်မလို့တကယ်လို့ပေါ့နော်အရေးကြီးတာကကြကျွန်တော်တို့ဇက်တိုက်အဆက်မပြတ်လှုပ်တယ်ဒီနေရာတွေမဟုတ်ဘဲနဲ့တခြားနေရာတွေမှာပေါ့နော်6တွေမကောက်လက်တွေတခြားနေရာတွေမှာအဲ့လိုလှုပ်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဒါဆိုသတိထားပြီးတော့ကြတာပေါ့နော်အဲ့မျိုးလှုပ်လာဆိုပို့သတိထားမိပြီးတော့ကြတာဒီမှာနီးစက်ရမှာရှိတယ်ဒီကျွမ်းကျင်တဲ့ဒီပညာရှင်တွေတမားတော်တွေပေါ့နော်ဆရာမတွေကိုပြသတင်ပါတယ်โอเคနောက်တစ်ချက်ကကြတော့သတိထားလို့ရမှာ sensation ဆိုတာဘာလို့ဆိုတော့ကျမတို့အထီးတွေ့ခံစားမှုပေါ့နော်ကျမတို့လေးထိထားတဲ့လူကဘယ်ဘက်ဆိုလို့ရှင်လဲဒီဘယ်ဘက်တစ်ချမ်းကကျမတို့ထုံနေတာများတယ်မသိဘူးပေါ့နော်ဂိုင်းလို့ဂိုင်းမှမသိဘူးထုံပြီးဖြစ်နေတာများတယ်အဲ့တော့ပြန်ပြီးတော့သိလာတယ်ဆိုတာလဲဒါနောက်ထပ် stage တစ်ခုပေါ့နော်ဒီကောင်းလာပြီဆိုတော့ stage တစ်ခုတချို့လူနာတွေဆိုလို့ရှင်ပြောတယ်ပေါ့နော်ဒီဆူဆူလေးဟိုစပြီးကြသိလာတယ်ရားသလိုမျိုးလေးတွေပေါ့နော်တချို့လူနာဆိုလို့ရှင်လဲကျမဆရာမဓာတ်လိုက်သလိုမျိုးကျင့်သလိုမျိုးလေးတွေဖြစ်သွားတာပေါ့နော်ဒါဆိုလို့ရှိရင်ဒီအုံနောက်ကနေပြီးတော့အာယုံခံစားမှုပြန်ပြီးတော့သိလာတဲ့သဘောမျိုးပေါ့နော်အဲ့တော့ဒီအာယုံခံစားမှုကလည်းအရေးကြီးတယ်ဘာလို့လဲဆိုတော့ကျမတို့ brain ကနေပြီးတော့အုံနောက်ကနေအာယုံခံစားမှုတွေကိုကောင်းကောင်းသိမှကျမတို့လှုပ်ရှားတဲ့ခါမှာဆိုလို့ရှိရင်လည်းပို့ပြီးတော့အာယုံခံစားမှုနဲ့ဒီလှုပ်ရှားမှုနဲ့ဆိုတာလည်းအမြဲတမ်းတွဲနေတာပေါ့နော်ဆက်ဆက်မှုရှိတယ်ဒါမှလည်းလှုပ်ရှားမှုတွေကိုကျမတို့ထိန်းချုပ်နိုင်တာရှိတယ်အဲ့တော့အဲ့လိုခံစားမှုတစ်ခုခုလေးသိလာရဆိုလို့ရှိရင်လည်းဒါသတိထားပြီးတော့ကြည့်ရမယ့်ချက်ပေါ့နော်ဘာတွေကိုပို့ပြီးတော့နောက်ထပ်သတိထားရမှာကြတော့ကျမတို့အဲ့လိုပြန်ပြီးတော့သိလာတဲ့ခါမှာဆိုလို့
ရှင်လည်းဒီပုံမှန်မဟုတ်ဘဲနဲ့အရန်ကြီးပေါ့နော်လွန်လွန်ကဲကဲအရန်စူးတာမျိုးအရန်ကြီးနာလာတာမျိုးပေါ့နော်ဘယ်လိုပြောမလဲပူလာတာမျိုးတွေတချို့ဆိုလို့ရှင်လည်းဆူနဲ့နာနေရမျိုးတွေပေါ့နော်အဲ့လိုထူးထူးခြားခြားခံစားမှုမျိုးတွေဖြစ်တယ်ဆိုလို့ရှင်တော့ဒါဟိုပါပေါ့နော်ကျမတို့ကတတိထားပြီးတော့စောင့်ကြည့်ပြီးတော့ဒါဆိုလို့ရှင်တော့တွန်းကျင်တဲ့ဒီဆရာမတွေတမားတော်တွေကိုပြသမှာပဲဖြစ်ပါတယ်နောက်ထပ်နံပါတ်4တစ်ချက်ကတော့ထူးဆန်းလိုက်မယ်ပေါ့နော်။ဘာလဲဆိုတော့မေးလို့ရှိရင်တလွဲတွေပြောတာပေါ့နော်။မှန်မှုပေါ့နော်။ဒါကလည်းအရင်တော့ကျတော့ဖြစ်ခါစားဆိုလို့ရှိရင်မေးလို့ရှိရင်ဘာမှမသိဘူးလေ။ဒါပေမဲ့သိတဲ့ခါကျတော့ရှိရင်လည်းတလွဲတွေပြောတာပေါ့။နာမည်ဘယ်သူလဲဆိုလည်းတလွဲပေါ့။အသက်မေးလို့ရှိရင်လည်းတလွဲပြောတယ်။တာသမီဘယ်နှယောက်ရှိတယ်ဆိုလို့ရှိရင်လည်းတလွဲတွေပြောတာပေါ့နော်။ဒါတချို့ကျတော့လည်းထင်ပါပေါ့နော်။ပုံမြဲဆိုးသွားတာလားဆိုတော့ဒါမဟုတ်ဘူးပေါ့နော်။ဒါကလည်းကောင်းတဲ့လက္ခဏာတွေကနေတစ်ခုပဲ။ဘာဖြစ်လို့ဆိုအရင်ကလုံးဝမသိတာနေပြီးကြတော့အခုဒါဆိုလို့ရှိရင်တိလာတာပေါ့နော်တိလာတာဒါပေမဲ့မှန်တော့မမှန်သေးဘူးပေါ့ဒါပေမဲ့အုံနောက်ကပြန်ပြီးတော့ memory ပြန်ရလာတယ်ဆိုတဲ့သဘောပေါ့နော်တချို့ဆိုလို့ရှိရင်လည်းစကားပြောတာကဒီတိုင်းပဲလားဒီမဖြတ်ခင်အောင်ဒီတိုင်းပဲလားဆိုလို့ရှိရင်မဟုတ်ဘူးအခုကထစ်နေတာပေါ့နော်အခုကလေးနေတယ်စကားပြောတာဆိုတာဒါကို awareness ပြန်ရလာကိုဘယ်လိုနေထားမျိုးလဲဆိုတော့ပြန်ပြီးတော့ self awareness ပေါ့နော်ကိုပို့ပြီးတော့သတိထားလာနိုင်တာသတိထားမိတာလည်းဒါပြန်ကောင်းတဲ့ထည့်ရနေပြီးတော့အချက်တစ်ချက်ပဲဖြစ်ပါတယ်နောက်ထပ်တိုးတက်လာပြီဆိုတော့အကြောင်းအရာတစ်ခုကကြတော့ဘယ်လိုသိနိုင်မလဲသတိထားနိုင်မလဲဆိုလို့ရှိရင်တချို့ကြတော့ပေါ့နော်ဒီလှုပ်ရှားလာနိုင်ပြီဒါပေမဲ့လို့လှုပ်ရှားပေမဲ့လို့ဒီထိန်းချုပ်လို့မရနိုင်သေးဘူးပေါ့နော်ကျမတို့လက်ဆိုလို့ရှိရင်လည်းလက်မြောက်မယ်ဟေ့ဆိုလို့ရှိရင်လည်းတတွဲလုံးပေါ့နော်ပခုံးရောတရောင်စစ်ကောလက်ကောက်ကောအကုန်လုံးတတွဲလုံးကြီးပါလာတယ်ပေါ့နော်ကျမတို့ခြေထောက်မြောက်မယ်ဆိုလို့ရှိရင်လည်းဒီဒူးကြီးပါကွေးပြီးတော့တက်လာတာမျိုးပေါ့နော်ဒါဆိုလို့ရှိရင်လည်းကျမတို့ကဒါတိုးတက်တဲ့ဟိုပါပေါ့နော်အစိပ်ပိုင်းတစ်ခုဒါတိုးတက်လာတယ်လို့ပြောလို့ရတယ်သူ့ရဲ့ပေါ့နော်ဒီကျမတို့အုံနောက်ရဲ့လှုပ်ရှားမှုကဒါထိန်းချုပ်မှုကြက်သားတွေရဲ့ထိန်းချုပ်မှုမညီမျှသေးတဲ့အကြောင်းမလို့ကျမတို့ကဒီလိုတွဲလိုက်ကြီးပေါ့နော်ကိုလိုချင်တယ်လို့လှမ်းလို့မရသေးတာပေါ့နော်ဥပမာရေကွက်ကိုကိုင်မယ်ဆိုလို့ရှိရင်လည်းရေကွက်ကိုမရောက်တေးသေးချာချာတန်းပြီးတော့လှမ်းပြီးတော့မကိုင်နိုင်သေးပေမဲ့ဒါကပေါ့နော်ကျမတို့ဒီရေကွက်ကိုကိုင်နိုင်မှုအတွက်လှုပ်ရှားမှုတွေကနေပြီးတော့တစ်ခုဖြစ်တဲ့အတွက်ဒါမျိုးဖြစ်လာတယ်ပေါ့နော်တွဲလိုက်ကြီးပါလာတယ်ကိုယ်မှဆိုလို့ရှိရင်လည်းချောက်ဆက်မယ်ဆိုလို့ရှိရင်ဆက်ပြီးမြောက်မယ်ဆိုလို့ရှိရင်လည်းကိုယ်ပြီးတော့ပါလာဆိုတာကလည်းဒါပေါ့အရန်ကြီးကြောက်စရာလိုတာမဟုတ်ဘူးဒါကလည်းတိုးတက်မှုတွေကပေါ့နော်တစ်ခုပဲဖြစ်ပါတယ်โอเคနောက်တစ်ခုသတိထားလို့ရမယ့်အရာကြတော့ကျမတို့ feeling နဲ့ပတ်သက်ပြီးခံစားမှုနဲ့ပတ်သက်ပြီးပေါ့နော်ဒီလေးထိထားတဲ့လူကတော့သိကြမှသိလိမ့်မယ်ဒါပေမဲ့ပတ်ဝန်းကိုယ့်ရဲ့မိသားစုဝင်တွေကပို့ပြီးတော့သတိထားမိမယ်ပေါ့နော်ကိုကအရင်တုန်းကကြိုက်ခဲ့တာကပေါ့နော်အရင်တော့မွေးငါမကြိုက်တဲ့သူကအခုမွေးငါပြန်ပြီးတော့ကြိုက်လာတာမျိုးပေါ့နော်အရင်တော့ TV ကြည့်ရတာမကြိုက်တဲ့သူကအခုဆိုလို့ရှိရင် TV ကြည့်ကျင်တာမျိုးပေါ့နော်တခုခုပေါ့နော်မတူတော့တဲ့သူတယောက်လိုမျိုးအသက်ဆန်းနေပေါ့နော်လောက်တက်လာတာအိမ်ကလူတွေကပို့ပြီးတော့သတိထားမယ်ဒါဆိုလို့ရှိရင်စိတ်ပူစရာမလိုဘူးပေါ့နော်ဒါ feeling နဲ့ပတ်သက်ပြီးခံစားမှုနဲ့ပတ်သက်ပြီးတော့အုံနောက်ကနေပြီးတော့ဒါပြန်ပြီးတော့အလုပ်လုပ်လာရဲဆိုတဲ့သဘောမျိုးပေါ့နော်အရင်လူနဲ့မတူဘဲနဲ့ကျမတို့ကတခုခုပေါ့နော်အသက်ဆန်းလေးတွေလှုပ်ချင်တာမျိုးအရင်တုန်းကမလှုပ်ခဲ့တဲ့အရာတွေကိုပြန်ပြီးတော့လှုပ်ချင်တယ်ဆိုတာကလည်းဒါတိုးတက်မှုတွေကနေပြီးတော့တခုပါပဲသတိထားပြီးတော့ကြည့်လို့ရပါတယ်ဒီနံပါတ်9အချက်ကကြတော့နောက်ဆုံးတစ်ချက်ကကြတော့ဒါတော့သတိထားမိကြမှာထားမိမယ်ပေါ့နော်ဒီမှာဘာလဲဆိုလို့ကြတော့ကျွန်တော်အလိုလျောက်သုံးမိတာပေါ့အလိုလျောက်သုံးမိရဲဆိုတော့ကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်ကိုယ်တော့သတိထားခြင်းမိကြမှာထားမိမယ်ပေါ့ကျွန်တော်တို့နှာခေါင်းကျွန်တော်တို့နှာခေါင်းဥပမာနှာခေါင်းရားရဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလေထိထားတဲ့လက်နဲ့ပေါ့နော်ဒီဘက်ကလေထိထားရဲဆိုလို့ရှိရင်လေထိထားတဲ့လက်နဲ့ရောင်ပြီးတော့ကုတ်မိတာမျိုးပေါ့နော်ရောင်ပြီးကုတ်မိရဲဆိုတော့သုံးလိုက်မိတာမျိုးပေါ့နော်ကိုယ်ကတော့သတိမထားမိဘူးဒါပေမဲ့လို့အဲ့လိုပြန်ပြီးတော့သုံးနိုင်တာဆိုတာလေဒါကတော့တော်တော်ကြီးကိုဒါတိုးတက်လာတဲ့အနေအထားပေါ့နော်ကိုသတိမထားလိုက်မိပဲနဲ့သုံးမိတာပေါ့နော်ကျမတို့ရေဘူးရေတောက်တော့မှဆိုလို့ရှိရင်လည်းပုံမှန်ဆိုလို့ရှိရင်တော့ကျမတို့ကောင်းတဲ့ဘက်ကနေဖွင့်တယ်ဒါပေမဲ့လို့ဒီပေါ့မကောင်းတဲ့ဘက်ကနေပြီးတော့သတိထားပြီးတော့ဖွင့်လိုက်မိတယ်ချင်းရိုက်မယ်ဆိုလို့ရှိရင်လည်းမကောင်းတဲ့ဘက်ကနေလှမ်းပြီးတော့ရိုက်မိတယ်ပေါ့နော်ဒါသတိမထားမိပဲဒါသုံးမိလိုက်တဲ့ဒီထိထားတဲ့လက်ကိုသုံးမိရဲ့အကြောင်းအရာတွေရှိတယ်ပေါ့ဒါကျမတို့ spontaneous use လို့ခေါ်တယ်ပေါ့နော်အုံနောက်ကနေပြီးတော့ဒါအလိုလျောက်ပြန်ပြီးတော့လှုပ်တဲ့သဘောပေါ့နော်ဒါဆိုလို့ရှိရင်ဒါကတော့အများကြီးတိုးတက်လာပြီအများကြီးကောင်းလာပြီဆိုတဲ့သဘောပေါ့နော်โอเคနောက်ဆုံးတစ်ချက်ကကြတော့ကျွန်တော်ရှစ်ပေါ့နော်ခုနခွန်အချက်နဲ့
သွားပြီးတော့တူတယ်ပေါ့နော်ခုနခွန်ချက်ကိုတော့ဒါသတိမထားမိပဲနဲ့တချို့ကြတော့လေတိုးတက်တာပေါ့နော်သတိမထားမိဘူးဒါအလိုလျောက်တိုးတက်သွားတဲ့ဥစ္စာတွေပေါ့နော်ဒီနောက်ဆုံးနံပါတ်8တစ်ချက်ကြတော့ဗာလဲဆိုတော့ကြတော့ဘာလို့တိုးတက်လာလဲဆိုတော့သတိထားလို့ရလဲဆိုရင်ကျမတို့ကြီးနှစ်တူကလုပ်ငန်းတွေမှာပေါ့နော်အရင်ကဆိုလို့ရှိရင်အရန်ပင်မဲ့နေဒါမျိုးလို့အခုဆိုလို့ရှိရင်လည်းထမင်းစားလို့ရှိရင်လည်းဒီကိုယ်တိုင်စားနိုင်တာနေပြီးတော့ကြတော့ပေါ့နော်ဒီအရန်ကြီးအားစိုက်ပြီးတော့မှစားစရာမလိုတော့ဘူးအိမ်ကြီးဝတ်တဲ့ခါတွေမှာဆိုလို့ရှိရင်လည်းကိုယ့်အကိုဝတ်နိုင်နေပြီပေါ့နော်ဒါဟိုပါပေါ့ကျမတို့အိမ်ရဲ့အကူကြီးမလိုတော့ပဲနဲ့ပေါ့နော်ကိုယ့်အကိုရက်တီလာနိုင်တယ်ဆိုတဲ့သဘောပေါ့နော်ဒါဆိုလို့ရှိရင်လည်းဒါကတော့တိုးတက်မှုအကြီးမားဆုံးပြောင်းလဲမှုပေါ့နော်အရန်တိုးတက်လာပြီကိုဟိုပေါ့နော်ရက်တီလာနိုင်ပြီသူများအကူကြီးမလိုတော့ဘူးဆိုတဲ့သဘောပေါ့နော်အဲ့တော့တေချာကြည့်မယ်ဆိုလို့ရှိရင်ကျမတို့ပေါ့နော်တိုးတက်မှုတိုင်းမှာတော့တိုးတက်မှုတိုင်းကတော့ဒါဒီဖြတ်တဲ့လူနာတိုင်းမှာရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအုံနောက်တွေကပြန်ပြီးတော့အုံနောက်ကပြန်ပြီးတော့အလုတ်လုံနိုင်တဲ့စွမ်းရည်ပြန်ပြီးတော့ပေါ့နော်ဒီနျူရွန်လေးကချိတ်ဆက်ပြီးတဲ့အခါမှာပြန်ပြီးတော့လုံနိုင်တဲ့စွမ်းရည်ရှိတဲ့အတွက်ကြောင့်မို့တယောက်နဲ့တယောက်နဲ့ဒါပေမဲ့တိုးတက်တဲ့အချိန်ပမာဏချင်းကတော့မတူညီနိုင်ဘူးပေါ့နော်တယောက်နဲ့တယောက်နဲ့သတိထားမိတာကတချို့လဲတိုးတက်မှုကရက်နဲ့ကြာရင်ကြာတာရှိမယ်လနဲ့ကြာရင်ကြာတာရှိမယ်ဒါမှမဟုတ်ရှင်နဲ့နှစ်နဲ့ပေါ့နော်နှစ်ချီပြီးတော့တိုးတက်မှုတွေကကြာတာရှိပါတယ်တယောက်နဲ့တယောက်နဲ့မတူဘူးပေါ့နော်ကျမအကြံဉာဏ်ပေးချင်တာတော့အနည်းဆုံးကတော့ပေါ့နော်ကျမတို့တစ်လပေါ့နော်လနဲ့ချီပြီးတော့ပေါ့နော်ဒီလမှာဆိုလို့ရှိရင်ကိုကဘယ်လိုအနေထားလဲနောက်တစ်လဆိုလို့ရှိရင်ဘယ်လိုအနေထားလဲဆိုပြီးကြတော့ပေါ့နော်ဒီလတိုင်းလေးမှာတိုးတက်မှုလေးတွေကိုသတိထားပြီးတော့ကြည့်စီချင်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါရပြောရှင်တဲ့နေ့ရက်လေးပိုင်းဆိုင်ကြပါစေ